မင်္ဂလာပါဒီဗီဒီယိုလေးကတော့ Gmail ကောက်လွယ်ကူဆုံးဖွင့်နည်းလေးကိုပြောပြပေးတော့ဖြစ်ပါတယ်။ရင်ဦးဆုံးဖုန်းထဲက Gmail ကိုဝင်လိုက်မယ်ပေါ့နော်။ရင်ဦးဆုံးဝင်ပြီးသွားပြီဆိုရင်ဒီညာဘက်ထိပ်ကအပြားလေးကိုနှိပ်လိုက်မယ်ပေါ့နော်။နှိပ်ပြီးသွားရင်အဲ့မှာအနာရကောက်ဆိုတဲ့အရာလေးကိုနှိပ်လိုက်ပါ။ဒီလိုလေးပေါ်လာပါလိမ့်မယ်။အဲ့လိုလေးပေါ်လာပြီဆိုရင်အဲ့မှာ Google ဆိုတဲ့အရာလေးကိုနှိပ်လိုက်ပါ။ဒါကတော့မိမိရဲ့လက်ပွေသို့မဟုတ်ပတ်စဝါကိုနှိပ်ခိုင်းတာပါနှိပ်ပစ်လိုက်ပါနှိပ်ပြီးသွားရင်ပေါ်လာတဲ့ grade အကောက်ဆိုတာနှိပ်ပစ်လိုက်ပါအဲ့ဒါလေးကတော့ကိုယ့်အနေကိုသုံးမလားဒါမှမဟုတ်အလုပ်အတွက်လားဆိုတော့မေးထားတာပါကိုယ့်အနေကိုသုံးမှဖြစ်တဲ့ from my personal you ကိုရွေးချယ်လိုက်တာဒါလေးကတော့မိမိသုံးမဲ့နာမည်ရဲ့ပထမဆုံးအလုံးနဲ့နောက်ဆုံးအလုံးလေးကိုရေးခိုင်းတာပါရေးပြီးသွားပြီဆိုရင်အဲ့မှာနှိပ်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ဒီလိုလေးကြာလာပါလိမ့်မယ်မိမိရဲ့မွေးတက်ကြတဲ့ပေါ့နော်ရဲ့လာပေါ့ခမ်းမှန်ကြီးထည့်လိုက်ပါတခြားမထည့်လဲရပါတယ်နှိပ်ပြီးသွားပြီဆိုရင်အောက်မှာသူကတခုဖြည့်ရအောင်ပေါ့နော်သူကယောက်ျားလားမိန်းမလားပေါ့နော်ဒီလေးဆိုရင် female ကိုရွေးလိုက်ပါကျွန်တော်ကတော့ယောက်ျားလေးဆိုတော့ male ရွေးချက်လိုက်ပါတယ်ပြီးရင်နှိပ်ကိုဆက်နှိပ်ပါပြီးရင်ဒီလိုလေးကြာလာပါလိမ့်မယ်ဒီလိုလေးကြာလာပြီဆိုရင်ကိုကြိုက်ရအောင်ရွေးချက်လို့ရပါတယ်ကိုယ့်အနေကိုလည်းအဆင်ပြေတယ်လို့ရေးနိုင်ပါတယ်ဒါကတော့ပတ်စဝါထည့်ခိုင်းတာပါကိုမှတ်မိမဲ့စကားလုံးတွေကိုရေးထည့်လိုက်ပါအထူးတတိထားမှာကအင်္ဂလိပ်အခရာအကြီးသေးပါရမယ်နံပါတ်လည်းပါရပါပတ်စဝါထည့်ပြီးလို့ next နှိပ်ပြီးရင်ဒီမှာ Gmail ကောက်ကိုရရှိပါပြီစစ်ပြီးတော့ next ကိုဆက်နှိပ်ပြီးရင်ဒီစာတန်းလေးကိုအောက်ဆုံးကြအောင်ဆွဲပေးလိုက်ပါဆွဲပြီးရင် I agree ဆိုတာလေးကိုနှိပ်လိုက်ပါခဏစောင့်ပေးပြီးရင်တော့ Gmail ကောက်ကိုရရှိပါပြီပြီးရင်ဘောဆုံးတောင်းကအပြားလေးကိုဝင်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ Gmail ကောက်ကိုရရှိသွားပါပြီခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ပေးကြပါဦးနောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်